အစိုးရအသစ်ဖွဲ့စည်းဖို့ပြင်ဆင်နေတဲ့စစ်ကောင်ဆောင်ကစီရေးရှုံးနိမ့်မှုနဲ့အဂရိမှုတွေနဲ့ဆွဆွဲခံထားရတဲ့တိုင်းမှုတက်မမှုနဲ့ဗျူဟာမှုစုစုပေါင်း6ဦးကိုကျိုးမိတ်သေးရန်နဲ့နှစ်ရှည်ထောင်ဒဏ်တွေအသီးသီးချမှတ်လိုက်ပါတယ်။စစ်ကောင်ဆောင်ကရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပခတိုင်းမှုဗိုလ်မှူးချုပ်နိုင်စောဦးအပါအဝင်တက်မမှုဤဗျူဟာမှုစတဲ့အစိမ့်မြင့်အရာရှိကြီးတွေပါဝင်နေပြီးကျိုးမိတ်သေးရန်နဲ့ထောင်ဒဏ်20ကနေ10နှစ်ထိအသီးသီးချမှတ်လိုက်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခလှုပ်ရှားစစ်ဗျူဟာမှုစတတ41ကိုကျိုးမိတ်ရပခတိုင်းမှုတေဇ25ကိုထောင်ဒဏ်20စေစင်ကိုကဲမှုဌာနချုပ်စကခ9တက်မမှုစတတ43ကိုထောင်ဒဏ်10နှစ်ခန်းတီးစစ်ဗျူဟာအခြေချစပခမှုစတတ4နှစ်ကိုထောင်ဒဏ်5နှစ်တက်မ33နီးဗျူဟာမှုစတတ45ကိုထောင်ဒဏ်14နှစ်မပခဧကာနယ်တေဇ25ကိုထောင်ဒဏ်20အသီးသီးချမှတ်လိုက်တယ်လို့သိရပါတယ်။ရပခတိုင်းမှုဗိုလ်မှူးနိုင်စောဦးကတော့အဂရိမှုနဲ့ပဲကျန်တဲ့ကောင်တွေကတော့စစ်စင်မှုတွေနဲ့စခန်းစွန့်ခွာတဲ့အမှုတွေနောက်တက်လာမဲ့တက်ချုပ်အစ်ကိုလွှဲပြောင်းကနီးမှာအမှုလက်ကျန်တွေဖြတ်တဲ့သဘောလို့မြင်ပါတယ်လို့ CDM ဗိုလ်ကြီးစင်ရောက ARD Times ကိုပြောပါတယ်။စစ်ကောင်ဆောင်ဟာရပခတိုင်းမှုကိုလက်စားမှုနဲ့ပတ်သက်ပြီးပြည်ထန်ချမှတ်ခဲ့တာဖြစ်ပြီးကျန်ရရှိတွေရဲ့အမှုမှာစီးရေးရှုံးနေတာနဲ့စခန်းဆုံးခွာထွက်ပြေးမှုတွေကြောင့်ပြည်ထန်တွေချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်ဆောင်က၎င်းတို့ရဲ့တူရောင်ရွေးကောက်ပွဲပြီးနောက်အစိုးရတစ်တရက်ကိုစိတ်တိုင်းကြဖန်တီးမှဖြစ်တဲ့အတွက်အာဏာသိမ်းလက်ထက်ဖြစ်ပေါ်ခဲ့တဲ့အမှုခင်းတွေကစစ်ဘက်ဆိုင်ရာရရှိတွေကိုပြည်ထန်ချမှတ်မှုတွေလှုပ်ဆောင်လာတာဖြစ်ပါတယ်။ဒါအပြင်လူပီနာခတာ1000နှစ်နယ်ကြားဆောင်တက်တိုက်ခိုက်ခံရချိန်မှာထွက်ပြေးခဲ့တဲ့တရေးဗိုလ်မှူးကြီးနဲ့အဖွဲ့ကိုလည်းတရုတ်ပြည်ကနေမြကြီးနားအထိအစဉ်စဉ်ခေါ်ယူပြီးတမတော်တမ်းမြင့်တင်နန်းကျောင်းမှာစစ်ဆေးမှုတွေပြုလုပ်ကာမြကြီးနားထောင်ကိုပို့ပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်